သူမကတော့ငယ်စဉ်ကတည်းကမိဘအရင်တွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ကဘာပေါ်မှာအကံမကောင်းဆုံးသောအမျိုးသမီးတူဖြစ်ပါတယ်။ဒါပေမဲ့အရွယ်ရောက်လို့ကိုရီးယားအမျိုးသားနဲ့အိမ်အောင်ကြတဲ့အခါမှာတော့မွေးမိခင်အရင်ကသားသမီးချင်းမမျှပဲအိမ်ဝယ်ဖို့အတွက်ပတ်စံတွေတရဆက်တောင်းဆိုလာပြန်ပါတယ်။အသက်30နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျင်ဂျူးဟာကိုရီးယားနိုင်ငံမှာအိမ်အောင်ကြခဲ့တာ4နှစ်ရှိပြီဖြစ်ပြီးခမင်ဖြစ်သူနဲ့လည်းအလုံးပဲချစ်ခင်ကျင်းသားကြပါတယ်။သူတို့ဆုံတဲ့ဟာနယ်မြို့လေးမှာရှိတဲ့ရောက်ခမအမေကြီးစီကိုလည်းမကြာခဏတွားရောက်လဲပတ်လေးရှိတာပါ။ရောက်ခမအမေကြီးဟာပြင်းထန်တဲ့ခါနာဝေဒနာကိုအမြဲခံစားနေရတာကြောင့်ဂျင်ဂျူးဟာအမေကြီးတို့တန်ဖိုးကြီးတဲ့ဆေးဝါးကောင်းတွေကိုအမြဲဝယ်ပေးတတ်တဲ့အပြင်အိမ်ရောက်တာနဲ့တင်အမေကြီးနားနာနေနေနေအောင်အိမ်မှုကိစ္စအားလုံးကိုတဦးတည်းလက်လွယ်ယူပြီးလုပ်ပေးရှာပါတယ်။ရောက်ခမအမေကြီးဟာစိတ်ထားနူးညံ့ပြီးအလို့ကြိုးစားလို့နဲ့ချွေးမလေးကိုတမီးအရင်ထက်မကတုံနေအောင်ချစ်ရှာတာပေါ့။ဒါတင်မှမသေးပါဘူး။ဂျင်ဂျူးဟာရွာနီးနားချင်းတွေရဲ့အလုပ်တွေကိုလည်းကူညီပေးတတ်ပြီးအိမ်ကိုဧည့်သည်လာရင်လည်းကိုယ်တိုင်မုန်းတွေချက်ပြိုကျွေးမွေးတတ်တာကြောင့်တရွာလုံးရဲ့လေးစားချစ်ခင်မှုကိုပါအပြည့်အဝရရှိထားတာပါဒါပေမဲ့သူမရဲ့နူးညံ့တဲ့အပြုံးတွေရဲ့နောက်ွယ်မှာတော့တကယ်ကိုနာကျင်စရာကောင်းတဲ့အတိတ်သမိုင်းတစ်ခုရှိနေခဲ့တာပါဂျင်ဂျူးငယ်ငယ်ကတည်းကသူမရဲ့မိခင်အရင်ဟာမိသားစုမှာသားနှစ်ယောက်ရှိနေပြီဖြစ်တာကြောင့်သားတွေကိုပဲကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ခြင်းနဲ့စိတ်နဲ့သမီးဖြစ်သူဂျင်ဂျူးကိုမိဘမဲ့ကေဟာစီရဲရဲဆက်ဆက်စွန့်ပစ်ထည့်ပါတယ်နှစ်အတော်ကြာလို့သူမအရွယ်ရောက်လာတဲ့အခါမှာကမ်ဘောဒီးယားမှာရှိတဲ့မိခင်အရင်ကဂျင်ဂျူးစီကိုလစဉ်တိုင်းပတ်စံတွေပို့ပြဖို့လမ်းပြီးတောင်းဆိုပါတော့တယ်အဲ့ဒီပတ်စံတွေဟာသူမကိုစွန့်ပစ်ခဲ့တဲ့မောင်နှမတွေရဲ့ပညာရင်းနဲ့မိသားစုအတွက်အိမ်တစ်ဝယ်ဖို့အတွက်ဖြစ်ပါတယ်ဂျင်ဂျူးကတော့စိတ်ထားတောင်းလွန်းတာကြောင့်မိခင်ရဲ့တောင်းဆိုမှုကိုလိုက်လျောခဲ့တယ်မယ်လေငယ်စဉ်မှာမိဘအရင်တွေရဲ့စွန့်ပစ်ခြင်းခံခဲ့ရတဲ့ရင်ထဲကတန်ရာကြီးကတော့ဘယ်တော့မှမချက်နိုင်ပဲတွေးချင်းရှင်ယိုရှိနေကြရရှာပါပဲသမီးလေးလိုချစ်ရတဲ့ချွေးမဖီသူရဲ့ရင်ထဲကနှစ်ရှင်နာလာနာချင်းနေခဲ့တဲ့အတိတန်ရတွေကိုအပီးတိုင်ကုသပေးခြင်းတာကြောင့်ကိုရီးယားရောက်ခမအမေကြီးဟာတကယ်ကိုမွန်မြတ်လာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတော့တယ်အဲ့လာကတော့ဂျင်ဂျူးရဲ့ရင်ထဲကအမုန်းတရားတွေကိုခွင့်လူးခြင်းနဲ့အဆုံးသတ်လိုက်ဖို့အတွက်သူမကိုယ်တိုင်ဂျင်ဂျူးနဲ့အတူကမ်ဘောဒီးယားနိုင်ငံစီအဖော်ပြူလီလိုက်လောင်ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတော့တယ်ရှင်